ဒါအခုချိန်ပဲဒီလိုပိုက်နဲ့တားလို့ရတာပေါ့နော်ငါပေါ်တယ်ဆောင်းဝင်ခံကြိုင်လဲငါပေါ်တယ်ဒါကိုချင်းဟင်းလေးချက်စားမယ်ဒါရေတော့မကြီးဘူးရေတော့တဲ့တယ်ပေါ့နော်ဒီလိုမွေးရသည်ဆိုရင်ရေမြများတက်တယ်ဒါတော့ရအလန်းပြေထင်းမီနဲ့ချက်ပြီးတော့အနက်မွေးလေးနဲ့စားချင်ကြကောင်းတယ်ကာကတိဟင်းလေးပါဒီဟင်းပွဲလေးကိုကြည့်ပြီးတော့ရွာအလန်းပြေအလန်းပြေမယ်လို့ထင်ပါတယ်မဆလာနဲ့ချက်ဥထားတော့ချင်းဟင်းအနက်လေးကမှုေးနေတာပဲရန်ကောင်းဒီမနေ့အိယာနိုးတော့အကိုကြီးတဲကနေငါးပိုက်ပေါ့နော်ယူလာတာငါးတွေအများကြီးမိတယ်ခိုင်းဆိုရင်သူပြန်လာတာကိုဗာနောက်မှရိုင်းမိတယ်ပေါ့နော်အခုကခလေးငယ်နဲ့ဆိုတော့အိယာထားနောက်ကြတယ်ဒါငါးတွေအများကြီးမိတယ်ငါးစုံပဲကာကတေးသေးလေးလည်းရတယ်ပေါ့နော်ဝေးတယ်မျိုးကနေပေါ့ပေါ့ငါတော့အကိုကြီးကတဲမှနေပြီးတော့သူရှာစားတာသူရိုးနေပေါ့နော်ကာကတေးဆိုရင်သူငရှင်းပုံးထောင်ဖို့တော့ငရှင်းစားတောင်လုပ်တာသူလဲထဲမှာအလုံးနဲ့မအားဘူးပေါ့နော်ကာကတေးငဖမ်းမငပြင်းမအပူငရက်လဲပါတယ်ငခူတွေလည်းရတယ်နော်ဒါအခုချိန်ပဲဒီလိုပိုက်နဲ့တားလို့ရတာပေါ့နော်ငါပေါ်တယ်ဆောင်းဝင်ခံကြိုင်လဲငါပေါ်တယ်ငါအများကြီးပဲဖြုတ်မနိုင်ဘူးဒါတော့ငပြင်းမချင်းဟင်းလေးနဲ့ချက်စားလေးကောင်းတယ်ဒါတော့တက်ခွဲထုတ်လိုက်တာပေါ့နော်ငဖမ်းမကြီးပဲကြံခဲ့တယ်ငပြင်းမတော့သူများလာဝယ်သွားတယ်ပေါ့နော်ဒါတော့နောက်မှုစားဖို့ချက်စားဖို့ကာကတိတက်လေးရွေးထားတာပေါ့နော်ဒါကိုချင်းဟင်းလေးချက်စားမယ်ကာကတိချင်းဟင်းလေးဒါတော့ငခုအကြီးပဲတွေ့တာငခုနဲ့ငစင်ကတော့ရောင်းမှကြိုက်တာဒါတော့နောက်မှုအမကြီးကခုတ်ပေးပြီးတော့အရသာနေပေးထားမှာပေါ့နော်ဒါရေတော့မကြီးဘူးရေတော့တဲ့တယ်ပေါ့နော်ဒီလိုမွေးရသည်ဆိုရင်ရေများတက်တယ်ဒါအမိုးကတော့အကင်မိုးချင်ရဲ့ဟင်းချိုလေးချက်ထားတယ်ဒါရောင်းမှကြိုက်တဲ့ငါချက်မှာပေါ့နော်ဒီခါတော့ဒါနောက်မှုကြိုက်တဲ့ကာကတိငါချက်စားမှာပေါ့နော်ကာကတိငါကိုအမကြီးကအရသာနေပေးထားတာလေနော်ဒါကိုမြေပစ္စည်းတက်ထားနေနဲ့လုံးချက်လိုက်မယ်ရေတန်းမထည့်သေးပဲနဲ့အရင်လုံးချက်ပြီးတော့မှခဏအုပ်မယ်ပြီးတော့မှမကြီးမဲ့လေးထည့်မယ်နော်ဒီလိုမကြီးမဲ့ချင်းဟင်းလေးနဲ့လေးကအမွှန်းဒီလိုချက်ကျွေးလာတာပေါ့နော်ခုဆိုရင်ရပြီဒါမဆလာအုပ်ချက်မယ်နော်ရှင်းနေအုပ်ချက်လေးရတယ်